အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ KI ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ညီလေးနဲ့အာလူကပိုင်ဝင်ဆော့တော့မှဖြစ်ပါတယ်အားလုံးကြည့်ရှုပေးရပါဦး Okay ကျွန်တော် start game ကိုစလိုက်တော့မယ်ပေါ့နော်Okay ကျွန်တော်ပွဲထဲတော့ရောက်ပါပြီအာလူကပိုင်ဝင်ခုတ်မှာဆိုတော့အာလူကကန်ရမယ်ပေါ့ line နည်းနည်းကြာနေပြဟုတ်ကဲ့တီးခံပြီးတော့ကျွန်တော်များလို့တချင်းနေလိုက်မယ်အာလူကတော့ရှောင်းမယ် Okay ဒီမှာကျွန်တော်တွေ့ပြီပေါ့နော်ကျွန်တော်pro set အထက်မှာနည်းနည်းပါးပါးတွားကြည့်လိုက်မယ် Okay ဒီကိုကြီးတုံးတဲ့ဟာကိုကျွန်တော်သုံးလိုက်မယ်ပေါ့နော်အော်ကျွန်တော်မှာ lucky box trigger ရှိတာပဲအဲ့ကောင်ကျွန်တော်သုံးလိုက်ပါပေါ့ဒီ lucky box trigger လေးနဲ့ကျန်းလိုက်မယ်ပေါ့နော်တွေ့ပြီဒီကောင်နဲ့တော့ကျွန်တော်လည်းတွေ့ပြီပေါ့နော်ကျွန်တော်တူပဲနိုင်သွားမလားကျွန်တော်ပဲအနိုင်ရရှိသွားမလားဆိုတော့ဒီဗီဒီယိုမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့ကျွန်တော်လာပြီပေါ့နော်စတော့မယ်လမ်းအနေနဲ့ကြာနေပြီဟုတ်ကဲ့တီးခံပြီးတော့မကြည့်ပြီးကြအောင်နော်ကျေးဇူးတင်ပါတယ် Okay ကျွန်တော် 5K auto win ပေါ့နော်Y8 ကလေးကိုရင်တော့ချေးလိုက်မယ်ပြီးရင်တော့ကျွန်တော်သွားမယ်ပေါ့နော်ဒီနာ blue bag ကိုရင်တော့စားရမှာဗျ blue bag Okay ခဏဆောင်မယ်လမ်းအနေနဲ့ကြာနေပဲကြည့်ဦးကျွန်တော်ပြန်ဝါထိန်နေရပဲကျွန်တော်หนีရဲပြီးတော့မှကျွန်တော်အဲ့လိုမျိုးကြတော့အဆင်မပြေဘူးလေကွာ Okay blue bag စားမယ်blue bag စားလို့စားမယ်ပြီးတော့ကျွန်တော်ဒီနား bag ကိုစားမှာပေါ့နော်ကျွန်တော် crack လေးနဲ့ပေါ့ရှင်းလိုက်မယ် quick လေးနဲ့ပေါ့ရှင်းလိုက်မယ်ဒီကောင်ဘယ်ပြောက်နေမလို့ကျွန်တော်အင်းလုံး level 4လေးရောက်စားလိုက်မယ်ခေကျွန်တော်ဒီခြုံထဲမှာပုံနေမယ်ခြုံထဲမှာပုံနေမယ်ခဏဒီကောင်လာတော့မှလားမသိဘူးဟိုးလာပြီတွေ့ပြီဒီကောင်နဲ့တွေ့ပြီကျွန်တော်စကီထုံးမှာတေးရညီလေးအဲ့မှာတေးလိုက်စမ်းမင်းမသိငါတေးမှာပဲဒီနေ့ Okay ဒါပဲအဲ့လိုကြမ်းနေတာကိုကြီးquick လေးနဲ့ပေါ့ရှင်းလိုက်မယ်Okay ကျွန်တော်အရင်ဆုံးလာကိုရှိလေးနဲ့ပေါ့ရှောင်းဟိုးဒီကောင်လာပြီရောက်တူစပေးရမသိဘူးလားမသိဘူးတဲ့ကျွန်တော်တာပါပြည့်လို့တေတော့ကြာဟုတ်ကဲ့ကျွန်တော်နောက်တစ်ခါပြန်လာတယ်လာပြန်ပြီဒီကောင်လာပြန်ကြီးလာသားမှာမင်းလောက်ကတော့ကွာကိုကြီးလာလိုက်လေအိုးဒီကောင်ပြန်နေပဲကျွန်တော်1 square နဲ့ခုံလာတာဟုတ်ကဲ့ Okay လာပြီတေးအိုးကောင်းလိုက်တော့ကွာကျွန်တော်တကယ်ကောင်းနေတော့ဒီကောင်တော့ရှုပ်လို့မရဘူးဒီမှာဒီနားဘက်ကိုစားနေတေးပဲမင်းတေးဖို့တော့ပြင်နော်တေးအဲ့မှာတေးအာဒီကောင်တွေးရောမမြင်ရတော့တေးလားဟာငါတေးသွားလားဟာ what the fuck ဘာကြီးတော့လို့ Okay ကျွန်တော်ဒီဘက်ကလေးစားလိုက်မယ်ဒီဘက်ကိုစားလိုက်မယ်ကျွန်တော်လောလာခေါ်ကျွန်တော်ဝဲနိုင်ပါသူအိုးဒီကောင်တော်လေးကိုရွှေထောင်းနေပြီဗျာကျွန်တော်ဝဲရှုံးပါလားခဏကျွန်တော် 5K win လို့ပြောလိုက်မယ်ဒီ 5K win Okay လာပြီဒီကောင်ကျွန်တော် short ပေးလိုက်မယ်ပေါ့ကျွန်တော်ဒီဘွဲတော့ရေ crown လေးခဏချိလိုက်ပါအောင်မယ်ရေ crown လေး Okay ဝန်တော့ crown လေးလာမစ်တောင်းလေးဝင်ကုန်ကျင်လာနော်ရော့အဲ့မှာပြီးပြီOkay ဘယ်ရောက်နေညီလေးမင်းရှောတော့မှာလားကျွန်တော်ရေခဲကုန်တော့ရခုကကျွန်တော်အဲ့နဲ့ဘက်တဲကိုရေလုံးချိတ်ထားမှာပေါ့နော်ဒီနားမှာ quick လေးလာပဲကျွန်တော် quick လေးနဲ့ပေါ့ရှင်းလိုက်ပဲဒီကောင်နဲ့ကျွန်တော်တွေ့ပြီဟာဒီခါတော့မင်းကဘလုံးမနိုင်ဘူးညီလေးမင်းကိုကြီးကြောင့်တိပါတယ်ကွာမင်းကိုကြီးကြောင့်တိပါတယ်ဟဲ့လာသမားငါသိမယ်များမင်းထင်လားကျွန်တော် item တွေကိုလုံးဖြုတ်ဝေးလိုက်မယ်ပေါ့နော်ကျွန်တော်တူနိုင်တော့လို့တက်လိုက်တော့ကောင်းနေဗျာကျွန်တော်ဒီဖိလိုက်ရပြီပေါ့နော်ဒီကောင်လေးကျွန်တော်တော်တော်လေးကိုကောင်းခဲ့တယ်ပေါ့ဒီကောင်ဟုတ်ကဲ့ကြည့်ရှုပေးကြတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ဆိုရင် like and subscribe လေးနှိပ်ထားပေးကြပါဦးရကျွန်တော်အားပေးနေတဲ့အတွက်လည်းကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်နေ့ကျမှထပ်ပြီးတော့တွေ့ကြမယ်ပေါ့နော်အားလုံးပဲ bye bye